အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဗီဒီယိုဖိုင်လေးမှာလည်းကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ဒီရက်ပိုင်းအတွင်းမှာကြုံတွေ့ရတဲ့နည်းပညာပစ္စည်းတွေနဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့အခက်အခဲလေးတွေကျွန်တော်ဖြည့်ရှင်းဆောင်ရွက်ခဲ့ပုံလေးတွေကိုအချင်းလောက်ပြောသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီနာရီကကြတော့ကျွန်တော်အားသွင်းမဝင်တာမနေ့ကအားသွင်းဝင်တော့သူ့ရဲ့ခြားကြတော့ဒီအားသွင်းပေါက်ကအနောက်မှာနာရီရဲ့အနောက်မှာဒီနားလေးမှာသူကပင်လေးခုနဲ့အဲ့မှာသူကဒီဘက်တစ်ခုနဲ့ကျွန်တော်တို့ဟိုဘက်ကအားသွင်းတဲ့ဂျိုးနေတာနှစ်ခုကမတူဘူးအားသွင်းတဲ့ဂျိုးမှာကြတော့သူကကျော်ဒီဘောပင်လိုဟာမျိုးနဲ့တွားပြီးဖိလိုက်တဲ့ခါကျရင်ဘယ်လိုပြောရင်ကောင်းမလဲဟိုပါပေါ့ဟိုအရှင်ပေါ့ကျွန်တော် piston လိုဟာမျိုးလေးဒါပေမဲ့သူကဖိလိုက်ရင်သူကဣသွားတယ်သူကပင်၄ချောင်းရှိတယ်အခုဒီမှာဆိုလို့ရှိရင်လည်းဒါအာသွင်းဟိုပါပေါ့ PS တန်လိုက်ခေါင်းလို့ခေါ်မယ်ဒီမှာလည်းဒါ၄ချောင်းရှိတယ်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်မှအားမဝင်တဲ့ခါကျတော့ကျွန်တော်အဲ့ဒီဟိုဘက်ကအားသွင်းကောင်းဘက်ကဟာလေးကိုဘောပင်လေးနဲ့ကျွန်တော်ဖိကြည့်တယ်ဖိကြည့်တော့အထဲမှာငုတ်တွေအထဲကိုဝင်နေတာမျိုးအထဲကိုဝင်နေတာမျိုးဆိုရင်ပြန်ပြီးတော့အဆင်ပြေသွားပြီတို့အားဝင်အောင်လို့အဲ့မှာလည်းမရတော့ကျွန်တော်နောက်ထပ် AI ကိုမေးလိုက်တဲ့ခါကျတော့ဒီကောင်ကိုခဲပြက်လေးနဲ့ဖြတ်ဆိုတော့ကျွန်တော်ခဲပြက်လေးနဲ့တာတာလေးပို့လိုက်တဲ့ခါကျတော့သူအဆင်ပြေသွားတယ်အဆင်ပြေသွားအားပြန်ဝင်သွားတယ်နှမို့ဆိုရင်ကျွန်တော်ကတွေးတာကဒါကိုအားသွင်းကြိုးတက်ထပ်ဝယ်မယ်ဆိုကျွန်တော်9000တော့မကြောက်ဘူးဗောလေကျွန်တော်ထင်တယ်အားသွင်းကြိုးက2000လောက်ရှိမယ်ထင်တယ်အဲ့ဒီအားသွင်းကြိုး original အားသွင်းကြိုးလိုက်ရှာပြီးဝယ်ရမှာဆိုနည်းနည်းကတိကအောက်ပြမှာဗောနော်တော်သေးတာဘက်ထရီကလည်းအား40လောက်ကျန်သေးတယ်ဆိုတော့ကျွန်တော်နည်းနည်းစမ်းဖို့အတွက်အချိန်ရသွားတယ်ဘလို့မှဖြုတ်လိုက်ဘလို့မှမရဘူးဆိုတော့တော်တော်လေးစိတ်နှောက်ယှက်ဖြစ်သွားတယ်ဒါကတော့နိုင်နဲ့ပတ်သက်လို့ပထမဆုံးကြုံရတဲ့အတွေ့အကြုံပေါ့နောက်ပြီးတော့ကျွန်တော်ကောင်းထဲမှာတွေးမိနေတာကဒီနိုင်ကသူ့ရဲ့ဝယ်တဲ့တက်တန်အခုဒီ8လပိုင်းလို့သူကတစ်နှစ်ပြည့်ပြီဒါကျွန်တော်လက်ထဲမှာတစ်နှစ်ပြည့်တာကိုပြောတာမဟုတ်ဘူးသူကစဝယ်တဲ့လူရဲ့ဟိုပါပေါ့သူကဘူး original ဘူးနဲ့လာတာအဲ့ဘူးမှာကသူက8လပိုင်းမှာဝယ်ခဲ့တာတော့ကျွန်တော်တော့တွေးမိနေသေးတာဩတို့ဒါတစ်နှစ်ပြည့်လို့များပြတ်တာလားမသိဘူးပေါ့နော်ဒါကတော့ကျွန်တော်ကြံ့မှန်တွေးမိတဲ့အတွေးပေါ့နော်အခုကတော့အဆင်ပြေပါတယ်အဆင်ပြေပါတယ်ဂျားထဲမှာတော့ဒီမတိုင်ခင်မှာဟိုဟာဒီကောင် reset တစ်ချိန်ချလိုက်ရသေးတယ်full reset လဲ2ချိန်လောက်ချလိုက်ရတယ်ဟို reset ချရတဲ့အကြောင်းရင်းကတော့သူကဟမ်းသွားတာဘလို့မှနှိပ်လို့ပြုလို့လုံးဝမရတော့အဲ့နဲ့ကျွန်တော် reset ချလိုက်တယ်ပြန်ပြီးတော့ဒီကွန်ပျူတာဟိုဟာပေါ့ဖုန်းနဲ့ပြန်ချိတ်ရတယ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့အကောင့်ပြန်ဝင်ရတယ်ဒီမှာတစ်ခုပဲပြောကြရရှိတာကဒီ Garmin Connect ပေါ့ Garmin Connect application လေးနဲ့ချိတ်ပြီးဝင်တဲ့အခါကျတော့တော်တော်လေးအဆင်ပြေတယ်အဲ့လိုဒီ scan ဖတ်လိုက်တဲ့ကွန်ပျူတာနဲ့ဒီ QR code ကို scan ဖတ်လိုက်တာနဲ့ခါခါတည်းတန်းပြီးတော့တိုင်းရောက်သွားတယ်။တန်းသွားပြီးတော့အထဲမှာအဟောင်း activity တွေကိုလည်းဘာတစ်ခုမှမပြောက်ဘူး။အဲ့ဒါလေးကတော့တော်တော်လေးဒါနီးပညာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့သဘောကျမိတဲ့အချက်လေးပေါ့နော်။ဒါလေးကိုတစ်ချက်ပြောချင်တယ်။နောက်ကျွန်တော်ဒီလျှက်စစ်ပစ္စည်းတွေဝယ်တယ်ဟိုကွန်ပျူတာသုံးပစ္စည်းတွေဝယ်တဲ့ခါကျတော့ကျွန်တော်ဂျုံရတဲ့ဟိုလိန်ခံရတဲ့အခက်အခဲလေးတွေတစ်ချက်ပြောတော့မယ်နော်ဗာလဲတော့ပထမတစ်ခုကတော့ power bank ပါ power bank တွေက power bank အစုပ်တွေကျွန်တော် power bank အစုပ်ကိုကျွန်တော်အနည်းဆုံးမဝယ်မိဘူးတော့ဆိုရင်တော့မှ3ခုလောက်ဝယ်လိုက်မိတယ်ဘာဖြစ်တာလဲတော့သူကအထက်က power bank ကိုသူခွာထားပြီးတော့အထက်မှာဥမာ1000မီလီအမ်ပီယာပါတယ်ဆိုလို့ရှိရင်အဲ့ဒါကိုဖြုတ်ပြီးတော့သူက9000မီလီအမ်ပီယာနဲ့ပြောင်းလာတယ်ပြောချင်တာကလုံးဝဘက်ထရီတွေကို short ပြီးတော့ weight short ထားပြီးတော့အစုပ်တွေကိုပြန်ပြီးတော့ရောင်းတဲ့သဘောပေါ့ဒါတစ်ချိန်ကြုံရတစ်ချိန်တော့မဟုတ်ပေါ့လေနှစ်ချိန်သုံးချိန်လောက်ကြုံရတဲ့အခက်အခဲတစ်ခုနောက်တစ်ခုကကြတော့နိုင်ပေါ့နော်နိုင်ကတော့ကျွန်တော်ပဲမှားတာပါဆိုတော့ဒါကြီးကအမြင်နဲ့တင်ဒါကြီးက Watch Ultra မဟုတ်ဘူးသူကတီးတင်တယ်ဟိုပါပေါ့ iWatch ဟိုပါ Apple ထုတ်တဲ့ Apple Watch ပေါ့ Apple Watch Ultra မဟုတ်ဘူးသူကတီးတင်တယ်ကျွန်တော်ရဲ့မှားယွင်းမှုပေါ့နော်အဲ့တော့ဒီမှာတခုကျွန်တော်ပြောချင်တာတစ်ခါလေတချို့အတွေ့အကြုံတွေကကြတော့ငွေကြေးအဖြစ်ငွေကုန်ကြေးကြခံပြီးတော့မှဒါသိရတယ်ဆိုတာတော့ဒါတော့စိတ်မကောင်းတဲ့အခါသိတဲ့အမှန်တရားပေါ့နော်ဒါတခုပေါ့နောက်ကျွန်တော်ဘာကြုံရသေးလဲဆိုတော့ကျွန်တော်ဒီ mouse ပေါ့ mouse မှာတော့ဘာဖြစ်လဲတော့သူအဲ့ဒွန်ကယ်ပေါ့အနောက်ကသူကဒွန်ကယ်မပါတဲ့ဟာတွေကိုကျွန်တော်မဝယ်ဖြစ်ပါဘူးနောက်ပိုင်းကျတော့ကျွန်တော်လည်းလဲဝယ်တော့ရှိသွားတယ်ဆိုတဲ့အခါကျတော့အဲ့ဒွန်ကယ်ပါတဲ့ mouse တွေကိုတော့မဝယ်ဖြစ်ဘူးဆိုတော့ mouse နဲ့ပတ်သက်လို့ကတော့ကျွန်တော်အစုံနဲ့မမိဘူးပေါ့နော်အာသွင်းကောင်းနဲ့ပတ်သက်ပြီးတော့ကတော့မိတယ်အားသွင်းကောင်းဆိုလို့ရှိရင်လည်းသူတို့ရောင်းတာ1000တို့2000ပေါ့လေ1000တန်တော့မရှိတော့ပါဘူး2000ရောင်းတယ်ဒါပေမဲ့အားသွင်းကောင်း3ခုလောက်ဘာတစ်ခုမှအသုံးမရဘူးနောက်အားသွင်းကြိုးတစ်ခုလည်းအားမဝင်ဘူးเนาะအဲ့လိုမျိုးလေးတွေဟိုပေါ့နော်လိန်ခံရတဲ့အခက်အခဲလေးတွေကြုံရတယ်လို့ကျွန်တော်အဲ့ဒါလေးတစ်ချက်ဟိုတတိတရားနဲ့ပြောကြည့်ချင်ပါတယ်နောက်တစ်ခုကတော့ဘာရှိဦးမလဲเนาะနောက်အနေနဲ့ကတော့ကျွန်တော်အားသွင်းတဲ့ဟိုပါပေါ့ခြာချာလေးတွေပေါ့ခြာချာလေးတွေကတော့ပြည့်ပါတယ်သူကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်လည်းဟိုသူဟာပေါ့ဟို ပေါ့ battery AA တခဲလေးရဲ့ခြာချာလေးတွေကျွန်တော်မှအခုဆိုရင်ခြာချာလေး3ခုရှိပြီသူက၄လုံးတစ်တွဲက2ခုပြီးတော့နှလုံးဟာတစ်ခုဆိုအလုံးပေါင်းတခဲ10လုံးတစ်ပြိုင်နက်တည်းအားသွင်းလို့ရတယ်ပေါ့နော်ဒါလေးတစ်ချက်နောက်
mouse ကတော့ကျွန်တော်ကပြောလို့သူကဒုံငယ်ပါတဲ့ဟာတွေပဲဝယ်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်အမှားယွန်းတော့ကြီးကြီးမားမားမရှိပါဘူးအခုနောက်ပိုင်းကျွန်တော် mouse ဝယ်တာလည်းဝယ်တတ်နေပြီဆိုတော့အဆင်တော့ပြေသွားပြီတခုပဲဒီဒုံငယ်မပါတဲ့ဟာတခုကိုကျွန်တော်ဟိုရောက်တော့မှအင်တာနက်ပေါ်မှာရိုက်ပြီးရှာကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်က Bluetooth နဲ့ချိတ်လို့ရမယ်အောင်မေးတာသူကအနောက်မှာ Bluetooth logo လေးပါတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တကယ်စစ်မေးလိုက်တဲ့ခါကျတော့အဲ့ဒီဟိုပါပေါ့အဲ့ဒီကုတ်နံပါတ်ပေါ့အဲ့ဒီသူ့ရဲ့ဒီ HP ကွန်ပျူတာရဲ့ brand မှာပဲအဲ့ mouse ကသူကကုတ်နံပါတ်ကမဟုတ်ဘူးတဲ့အဲ့ဒါက Bluetooth မရဘူးဆိုတော့ကျွန်တော်တော်သေးတယ်မဝယ်မိဘူးပေါ့နော်ဝယ်မိတယ်ဆိုအလကားထပ်ပြီးတော့နင့်နာဆုံးချုံမှုတစ်ခုဖြစ်မယ်ပြီးတော့ကျွန်တော်ဒီမှာအမိုက်တွေထပ်ပြီးတော့ပို့လာမယ်ပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ကျွန်တော်ဒီစာအုပ်ပေါ့ဒါကတော့ဆက်လို့ပါစာအုပ်နဲ့ပတ်သက်လို့ကတော့စာအုပ်ကျွန်တော်စာအုပ်ကတော့မှတ်မှတ်ရရအခုဒီ August လ2026ပေါ့နော်အခုဒီဗီဒီယိုဖိုင်လေးနဲ့အချိန်ပေါ့အဲ့ဒီမှာကျွန်တော်စာအုပ်တစ်ခုကဒုတိယအကြိမ်ရတော့မယ်နောက်တစ်ခုကတော့6ကြိမ်မြောက်ရတော့မှာဖြစ်တယ်ဒါတော့အမှတ်တရတစ်ခုအနေနဲ့ကျွန်တော်လာကုံမှာဒါလေးကိုရိုက်ဖို့အတွက်စီစဉ်ရမှာဖြစ်တယ်တိန်းတစ်မျိုးကိုတိန်း100တော့တစ်မျိုးဆိုရင်တိန်း200ကြော်ကြော်ပေါ့နော်အဲ့လောက်တော့ကြာမယ်တော့ထင်ပါတယ်နော်တိန်း200ပြောလဲနည်းနည်းပေါ့နော်အဲ့လောက်တော့ကြာမယ်ထင်ပါတယ်အဲ့ဒီတော့စာအုပ်စီစဉ်နေတာတော့ရှိတယ်ဒါလေးကကျွန်တော်ပြောင်းလဲမှုသွားတဲ့ကျွန်တော်ဒီရက်ပိုင်းတွင်းမှာတွေ့ကြုံရတဲ့တချို့အတွေ့အကြုံလေးတွေပေါ့နိကျွန်တော်စီကနေစာအုပ်တွေမှာယူအားပေးကြတဲ့တဦးတယောက်ချင်းတူလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီကနေပဲနှုတ်ခွန်းဆက်ကျေးဇူးတင်ကြောင်းလေးကျွန်တော်ထည့်သွင်းပြောကြားချင်ပါတယ်နောက်ကျွန်တော်နောက်တစ်ခုကကျွန်တော်စာတွေကိုလေးလာတင်ကြတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကျွန်တော်ဟိုနေ့က TBH လက်ကဗီဒီယိုဖိုင်တကူကိုကြည့်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ချက်ပုံချန်ကြီးကမှားနေပေါ့စာတွေကိုရေးပြီးချက်တယ်ချရေးတယ်နောက်ပြီးတော့ထပ်ပြီးတော့ကောခေါ်တယ်ပြန်ပြန်ပြီးထက်ကဖတ်တယ်ထက်ကဖတ်တဲ့ခါကျတော့ဒါကျွန်တော်နည်းနည်းတော့သိပြီးသားပါထက်ကဖတ်တဲ့ခါကျတော့ကိုကတီးပြီးသားအကြောင်းအရာတွေကိုပဲပြန်ပြန်ဖတ်တယ်ပြန်ပြန်ဖတ်တဲ့ခါကျတော့အုံနောက်ကကိုကိုညားတယ်ညားတော့မင်းဒါတွေရပြီးသားပေါ့အမှန်တော့အဲ့နီလန်အရန်ကိုမှားတယ် retention လို့ခေါ်တယ်စာတွေကိုကြံခဲ့ဖို့အတွက်လုံးဝအာမခံချက်မရှိဘူးအဲ့လိုလုံးမဲ့အစားကျွန်တော်တို့ကမျက်စိမှိတ်ပြီးတော့ပုံဖော်ပြီးတော့ကိုယ့်အကိုစဉ်းစားရမယ်ပြောချင်တာစေးတွေကိုစေးအောင်ဖြစ်တယ်ကျွန်တော်ပါဇက်ကလည်းရောင်းပြီးတော့ဒီကိုသိတဲ့အကြောင်းအရာပေါ့ဥမာကျွန်တော် cultural anthropology လို့ပြောလိုက်ပြီဆိုရင်ကိုယ်ကောင်းထဲမှာဘာတွေကြံလဲပေါ့ကိုယ်ကောင်းထဲမှာကျွန်တော်အခုလုံးနေတဲ့ပုံစံကတော့ကိုယ်ကောင်းထဲမှာဒီ cultural anthropology နဲ့ပတ်သက်ပြီးတော့သူကစကားလုံးလေးအနည်းဆုံး15လုံးအလုံး20လောက်ကြံရမယ်အဲ့ဒါတွေကိုကျွန်တော်တို့အဲ့စကားလုံးအလုံး20လောက်ကိုကျွန်တော်တို့ကပြန်ချဲ့ပြီးတော့ရေးလိုက်မယ်ဆိုလို့ရှိရင်စာကြောင်းဖြစ်သွားမယ်အဲ့တော့အလုံး20ကျန်တယ်ဆိုရင်ချဲ့ရေးမယ်ဆိုအကြောင်း20ရမယ်အကြောင်း20ဟိုမှာတကြောင်းကိုအသိပြည့်စုံပံအနာကအလွယ်မှတ်ပြီးတော့အဲ့လိုမျိုး3ခုထပ်ပွားလိုက်မယ်ဆိုအကြောင်း30ရမယ်ကျွန်တော်ထင်တယ်လေစာအကြောင်း30ဆိုအစေးတစ်ပုတ်ရေးဖို့အတွက်လုံတော့ပါတယ်ကျွန်တော်ဒီလာမယ့်စာမေးပွဲမှာတော့အစေးက4ပုတ်ရေးရမှာဆိုတော့စာအကြောင်း30နဲ့တော့စာအကြောင်း120လောက်ရေးရမှာပေါ့အဲ့ဒါကိုကျွန်တော်တို့3နာရီတွင်းရမှာရေးရမယ်ဆိုတော့လောက်ပါတယ်နော်လောက်ပါတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်ပေါ့နော်ဒါလေးကျွန်တော်တတိတရားနဲ့ဒါလေးကိုထည့်ပြီးပြောပြဖြစ်တယ်ကျွန်တော်ဒီစာတွေကိုလေ့လာတဲ့အခါကျရင်အဲ့လိုမျိုးပုံစံလေးနဲ့တော့ပြောင်းပြီးတော့လေ့လာနေပါတယ်နော်လေ့လာနေပါတယ်နောက်ကျွန်တော်ရဲ့ဒီသင်တန်းတွေကလည်းသူ့ဟာနဲ့သူတော့ဒီစက်တင်ဘာလကုန်တော့ပေါ့နော်စက်တင်ဘာလကုန်တော့ဆိုရင်တော့အားလုံးပြီးမှဖြစ်တယ်ကျွန်တော်ဒီ YouTube မှာကျွန်တော်တော်တော်လေးဒီစေပညာနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေဘာမှတော့မတင်ပြဘူးဒါပေမဲ့ကျွန်တော်အခုဒီရက်ပိုင်းတွင်းမှာလုံနေတဲ့အကြောင်းအရာလေးတခုတော့ရှိတယ်အဲ့ဒါတော့ကျွန်တော်နာမည်နှစ်မှာထွက်မဲ့စာအုပ်အတွက်ပေါ့နော်အဲ့ဒါအတွက်ကိုကျွန်တော် data တွေလိုက်စုနေတယ်ခေါင်းထဲမှာတော့ကျွန်တော်ဟိုကလည်းထည့်ခြင်းဒီကလည်းထည့်ခြင်းတော့ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါဘာတွေအကုန်လုံးထည့်ပြမလဲတော့မသိဘူးပေါ့နော်ကျွန်တော်ကြိုးစားနေပါတယ်လို့เนาะအဲ့ဒါလေးလည်းကျွန်တော်ဒီထဲမှာထည့်သွင်းပြီးတော့ပြောပြဖြစ်ပါတယ်ဗီဒီယိုပိုင်းလေးကတော့ဒီလောက်ပါပဲနည်းနည်းလေးရှည်သွားပြီလို့ထင်ပါတယ်ကျွန်တော်တင်နေ10မိနစ်15မိနစ်လောက်တော့ရောက်တော့မှာပေါ့နော်ဗီဒီယိုပိုင်းလေးကိုနားထောင်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ရက်တွေမှာနောက်ထပ်ကျွန်တော်ဘာသင်ခန်းစာတွေဘာထွေးကြုံတွေရမလဲဆိုတာကိုလည်းကျွန်တော်မျှဝေပြောကြားပေးသွားဖို့ရှိပါတယ်ကျေးဇူးတင်ပါတယ်နော်